မင်္ဂလာပါရှင်အေးရိတ်ကနေကြိုဆိုလိုက်ပါတယ်ဒီကနေ့ဖတ်ပြပေးမယ့်ဝတ္ထုလေးကတော့ဆရာညီပို့လေးရေးထားတဲ့သမီးတကောင်ဆိုတဲ့ဝတ္ထုတိုလေးပဲဖြစ်ပါတယ်သမီးတကောင်ဦးဘေရာမောင်ရဲ့အိမ်ကိုပထမဆုံးရောက်ချလာတဲ့သူကကိုကျော်ဆန်းလေးပါနာမည်ရင်းကကိုကျော်ဆန်းပါပဲဒါပေမဲ့ကြေးရွာတမဝိုင်းမှာအတင်မှာဒုတိယဥက္ခရာဆိုတော့ရွာကဥက္ခရာလေးနဲ့ခေါ်ရကသူ့အမိကလည်းကိုကျော်ဆန်းလေးဖြစ်လာရရှာတာပါပဲအရင်ကတော့ရွာတောင်ပြားကဗော်လီဘောကွင်းမှာအခုလိုအချိန်ဆိုရင်ကိုကျော်ဆန်းလေးရဲ့အတန်းကြီးပဲကစားကြတာကလည်းပတ်စံကြီးကစားကြတာမဟုတ်လားအခုတော့ဗော်လီဘောဘောလုံးဘောမတက်နိုင်တော့တာနဲ့ရပ်ထားလိုက်ကြတာအခုဘောကွင်းနဲ့ဆုလေပင်တွေပါဟုတ်လို့ဒီညနေတော့ဦးဘေရာမောင်ကခေါ်ထားလို့သူ့အိမ်ကထွက်လာခဲ့တယ်။ဦးဘေရာမောင်အိမ်နဲ့ကက်ရဲ့ထက်လက်တဲ့အောက်ကကွက်ပြမှာထိုင်နေလိုက်တယ်။ဦးဘေရာမောင်ကကိုကျော်ဆန်းလေးထိုင်မအောင်လို့ပြောပြီးအိမ်ထဲဝင်သွားတယ်။ပြန်ထွက်လာတော့ဆေးဘောလိတ်တွေထည့်ထားတဲ့ရွံပန်းလေးတစ်ချက်ပါလာတယ်။ဆေးလိတ်တောက်အောင်လို့ပြောတော့ဥက္ခရာလေးကခေါင်းလဲညှိ့ပြရင်ပါဇက်ကလည်းဟုတ်ကဲ့လို့ပြောတယ်။ပြီးတော့ဦးဘေရာမောင်ကအိမ်ထဲပြန်ဝင်သွားတယ်။ကိုဘေရာတို့များတော့တင်ပြိုးလေးတောင်ခင့်မပေးဘူးတော်သူများအိမ်သွားတော့သူများကတော့ကိုဒီတိုင်းထိုင်ခိုင်းသလားတကတဲ့တော်ဆိုတဲ့တော်လုံးရိတ်တန်ကြလို့လှည့်ကြည့်လိုက်တော့ဒေါ်ကြော့ပြန်ကတင်ပြိုးလိတ်ကိုလက်ထဲမှာကိုင်းရင်ရှောက်လာနေတယ်ကိုကျော်ဆန်းလေးကဆေးလိတ်ပြက်ကိုဘေးအသာချပြီးဒေါ်ကြော့ပြန်စီကတင်ပြိုးလိတ်ကိုလှမ်းယူလိုက်တယ်တင်ပြိုးကိုကြနာနာခင်းနေတော့နီးပါပြီဥက္ကဋ္ဌလေးရေဒီညက်နေပါပဲမကြပါဘူးလို့ပြောတော့ကျွန်တော်လည်းဒီလိုပဲထင်တာပါတဲ့ကိုကျော်ဆန်းလေးကပြန်ပြောလိုက်တယ်ထိုင်အောင်ကွယ်ဆိုပြီးဒေါ်ကြော့ပြန်ကအိမ်ထဲဝင်သွားပြန်တယ်ဥက္ကဋ္ဌလေးကိုကျော်ဆန်းကသူ့အကြံတိုင်းဒူးကလေးနှံ့နေရင်ဆေးလိတ်တလိတ်ကောက်မြင်းကြီးလိုက်တယ်ရွာတကြီးအလူတော်ကရွာသားကြီးစိန်ပေတာရဲ့ဆိုင်လာကြီးတဲ့ညမှာမွေးလို့ဘေတာမောင်းဆိုတဲ့နာမည်မဲ့တာမောင်းဟောငါမိမကြတော့ရွာကဆူတောင်းပြဖျားပွဲမှာဥပကျော်ရဲ့ရုပ်ဆောင်ကြည့်နေတော့ဘိုက်နာလို့ပွဲကင်းတွေကထပြန်ခဲ့ရလို့မကြော့ပြန်လို့ခေါ်တာလေဆိုတဲ့ဥပေရာမောင်ပြောဖို့တာပြန်ကြားရောက်နေမိတယ်ရွာလဲကဂျာစီနွားမျိုးတွေမွေးတဲ့ဥပောရှန်ကဆရာလေးလို့လှန့်နှုတ်ဆက်လိုက်တာကိုဆရာလေးကမကြားဘူးသူ့ဇောနဲ့သူခတ်တုတ်တုတ်ရှောက်နေတယ်ဒီကလေးကဆရာလေးကိုဝင်းစောတော့ဥပေရာမောင်တို့စီသွားတာပဲဖြစ်ရမယ်လို့ဥပောရှန်တွက်လိုက်တယ်သူလဲလုံးလက်စအလုပ်ကလေးပြီးရင်ဥပေရာမောင်တို့စီသွားမလို့ပါဆရာလေးကတော့ဇာတိကဒီရွာကမဟုတ်ဘူးမန္တလေးကပါဒါပေမဲ့သူ့သဘောနဲ့သူစေလိုရာစေခိုင်းလိုက်တာအခုလိုတော်တော်အသွားရအလာရခက်တဲ့ရွာကိုရောက်လာတာပါပဲကားလန်နဘေးကနေ14မိုင်လောက်ဖဲ့ပြီးလှန်လန်စပိန်လန်းလောက်ပဲရှိတဲ့ရွာတော်ရုံလူလာပြီးကြောင်းဆရာမလုပ်ချင်ကြဘူးလေကမပေါလျက်စင်မီမရှိနဲ့ဆရာလေးကိုဝင်းစော်လဲထက်လက်တဲ့ရောက်ရောဥပေရာမောင်ကြီးကကြေးကွန့်အိတ်ကင်လို့အိမ်ထဲကထွက်လာဟောအန်ကြပဲမကြော့ပြန်ဒီနေ့မှဝဲလာတဲ့ကွန်လေးတွေလက်လိုက်တာလို့ပြောရင်ကွန့်အစ်တဲတယ်ဆရာလေးကဥပေရာမောင်စီကကွန့်အစ်လှန့်ယူရင်ပြုံးပြလိုက်ပြီးကိုကျော်ဆန်းလေးကိုရောက်နေတာကြပြီလားလို့နှုတ်ဆက်လိုက်တယ်ဆေးလိမ်မီကိုရေကနေနေအောင်ဖွာဆေးလိတ်ခုကိုအာဘာတရာရှိုက်ပြီးမှဥက္ကဋ္ဌလေးကဟုတ်ကဲ့ဆရာလို့ပြန်ဖြေတယ်ဆရာလေးကရောက်ချင်းမထိုင်သေးပဲကွန့်အစ်ကိုအရင်ဖွင့်တယ်ပြီးမှကိုကျော်ဆန်းလေးပြီးဝင်းထိုင်တယ်ဘာမှမပြောသေးပဲကွန်းတရားအရင်ရပြီးပစောင်းနဲ့ထည့်လိုက်တယ်ဥက္ကဋ္ဌလေးကျောင်းဆရာလေးတို့နောက်ရောက်လာတဲ့သူကကိုသားထွန်းအောင်ဆိုတဲ့သူပဲသူကလူတစ်မျိုးကွန်လဲစားတဲ့အခါစားတယ်မစားပဲဖြတ်ချင်လဲဖြတ်ထားတတ်တယ်ဆေးလိမ်လဲတောက်ချင်တဲ့အခါတောက်အရက်လဲဖြတ်လိုက်တောက်လိုက်လှုပ်တတ်တဲ့သူမျိုးအရက်တောက်ရင်ဆေးလိမ်တို့ကွန်တို့ရက်ထားတတ်တယ်တခါတလေကွန်ရောဆေးလိမ်ရောပြန်တူလို့ရင်လှုပ်တတ်တဲ့သူအရက်စတောက်တတ်တာမကြသေးဘူးစိုက်ပျိုးရေးပန်အတွင်ရင်မူဖြစ်တဲ့အခါမှာစတောက်တတ်တာအရက်မတောက်တဲ့အခါမှာတော့အရက်မူးနေတဲ့လူတယောက်လိုစကားတွေအများကြီးခဏခဏထပ်ပြန်တယ်လဲပြောတတ်ပြီးအရက်တောက်တဲ့အခါတော့တိတ်ခါရပုဂ္ဂိုလ်တို့တယောက်လိုစကားနည်းနေတတ်တဲ့လူသူစိုက်ပျိုးရေးပန်အတွင်ရင်မူဆိုတော့အပေါင်းအသင်းကခက်များခုသူတို့လာကြတဲ့ကိစ္စအောင်ဖို့အတွက်ကိုသားထွန်းအောင်ရဲ့အဆက်အသွယ်တွေပါတာပေါ့ဒါကြောင့်ဥပေရာမောင်ကဒီနေ့လာပြအောင်လာခဲ့ဖို့ခေါ်ထားတာကိုသားထွန်းအောင်ကဥက္ခရာလေးနဲ့ဆရာလေးတို့ကိုပြုံးပြနှုတ်ဆက်ရင်ဥပေရာမောင်ရဲ့စရင်ငါလေးကိုလှမ်းခေါ်လိုက်တယ်။ကောင်လေးကလည်းကိုသားထွန်းအောင်ခေါ်လိုက်အိတ်ထောင်နဲ့လက်နှိုက်လိုက်ကြတဲ့ကဘ
ဘာရီကျော်တို့အရက်ဖို့ကိုတွားရောက်တော့မယ်ဆိုတာသဘောပေါက်ပြီးသားရွာထဲမှာအရက်ဖို့ရှစ်ဖို့ကိုးဖို့လောက်ရှိတဲ့အထက်ကကိုတာထွန်းအောင်ကဘာရီကျော်တို့ဖိုးကပဲတောက်တယ်ဒီဖိုးကထဏောင်းကောက်ရင်ရင်နဲ့ကြကြနာနာစိန်တတ်တဲ့ဖိုးတချို့အရက်ဖိုးတွေကထဏောင်းကောက်ကိုအခုရအခုစိန်တော့စိမ့်စော်နှံပြီးထဏောင်းကောက်နှုတ်တာပါရင်အရက်ကခါတက်တဲ့နဲ့တောက်မကောင်းတော့ဘူးတဲ့ကိုကျော်ဆန်းလေးကစောပါသေးတယ်ဗျလို့ဆိုရတာသူကမစောတော့ဘူးဒီဖိုးကတော့ကြကုံသွားတာဘာတိလို့တော့နဲ့ဦးဗေဒာမောင်ကတော့အိမ်ထဲဝင်လိုက်ပြန်ထွက်လာလိုက်ဟိုဟာလုံးရမလို့လို့ဒီဟာကန်ရမလို့လို့နဲ့အိမ်ထဲပြန်ဝင်သွားလိုက်နဲ့ကနာမငြိမ်ဖြစ်နေရှာတယ်ဆရာလေးကမုံစားကျောင်းဆင်းတော့ကကျောင်းရှင်ကကစားကွင်းထဲမှာကျောင်းသူကျောင်းသားတွေကစားနေကြတဲ့အကြောင်းပြန်မြင်ရောက်နေတယ်ကြက်ပောင်ဝင်းကိုဆက်ပြီးကျိုးတန်းလို့အမြင့်ခုန်နေကြတဲ့ကျောင်းသူတွေရှိတယ်လို့ထုတ်တိုးတန်းကစားသူကကစားနဲ့သူ့အတန်းတွေကထုံးလင်ဦးနဲ့အောင်မြင့်ရှင်ကတော့ယောက်ျားလေးတို့ထုံးစံအတိုင်းတပ်ပုတ်နေကြတယ်အစကတော့တယောက်နဲ့တယောက်ထိယုံပုတ်ယုံလောက်ပဲနောက်တော့အောင်မြင့်ရှင်ရဲ့ရာဆိုတဲ့အတန်းနဲ့အတူလဝဆောင်တစ်ချက်ခပ်ပြင်းပြင်းကထုံးလင်ဦးကုတ်ပိုထိသွားတော့သွေးပိုဆူးလာတယ်ထုံးလင်ဦးကပစိုးကိုဆက်လွယ်တိုင်းနေအောင်မြင့်ရှင်ကလည်းပစိုးကိုအားကြမခံဆက်လွယ်လိုက်တိုင်းနေလက်နေခြေထားရောညနေသားတွေကပါတကယ်ဝါရင်ကွန်ဖူးဆရာကြီးတွေရဲ့ဟန်နဲ့ဘေးကကျောင်းသူကျောင်းသား3-4ယောက်ကပါကြည့်နေတော့မန်တွေပိုတင်းလာကြတာပေါ့ထုံးလင်ဦးကပထမဆုံးစတိုက်ခိုက်လိုက်တာအောင်မြင့်ရှင်ရဲ့ခြေဘဝဆောင်ကသူ့ရင်ဘတ်ကြီးကိုပြောင်းကနေတစ်ချက်ထိသွားတယ်အင်ကြီးကြောင်အတန်ကပိုမြည်ပြီးမြည်သလောက်မနာတာပါထုံးလင်ဦးကမျက်နာတွေရဲပြီးနောက်တစ်ခွက်ဝင်မှုကြားချောင်းတယ်လို့ချောင်းနေတယ်ဆရာလေးကိုဝင်းစော်ကခလေးနှစ်ယောက်ကိုကြည့်ပြီးသူတို့ចောင်းသားဘဝတုန်းကဒီလိုကစားရင်မြမလက်ဝဲရေးပြကြတာကိုတွားတတိယနေမိတယ်ဦးဗေဒာမောင်တဲတဲ့ဆစ်လစ်ကိုဖွာရင်မိခိုးငွေတွေကိုကိုကျော်ဆန်းလေးလိုက်ကြည့်နေမိတယ်ဒီလိုကြည့်နေရင်ကအရွယ်နဲ့မလိုက်အောင်ဖီးကျင်လိမ့်ကျင်နဲ့တူတူမလေးရွှေဤကိုဖြတ်ခနဲ့တတိယလိုက်မိတယ်ရွှေဤကသူ့ကိုရွှေဤလို့ခေါ်ရင်မကြိုက်ဘူးကျောင်းမှာခေါ်ကြတယ်လို့တီတာဝင်းလို့ခေါ်မှကြိုက်တဲ့ကောင်မလေးအသက်က9နှစ်ပဲရှိသေးတယ်ဟန်ကြီးပန်ကြီးနဒန်သီးနဲ့ပေါ့ခုနတော့ကတော့ရွှေဤကတနခါကိုကြကြနာနာလိမ့်ပြီးသူ့တငယ်ချင်းမေဝင်းခင်နဲ့စကားများနေကြတယ်ရွာကကလေးတို့ရဲ့ထုံစံတိုင်းညစ်ညစ်ပတ်ပတ်တစ်တစ်ခွာခွာဆဲလို့ပေါ့သူရွာပြန်ထွက်ပြီးချီးယူမှာကိုမေဝင်းခင်ကအဖော်မလိုက်ခဲ့ရကောင်းလားဆိုပြီးအပြစ်တင်းနေတယ်နင်ချီးယူကျင်တော့အဖော်လိုက်ခဲ့ပါဆိုရင်ငါကအမြဲလိုက်ရတယ်မြန်မြန်လာစမ်းမကောင်မရဲ့ငါချီးကထွက်တော့မယ်ရွှေဤတို့ဟိုတုန်းကချီးယူရင်တယောက်တည်းထွက်သွားလိုက်တာပါပဲအခုတော့ရွှေဤတို့အရွယ်တယ်မဟုတ်ဘူးမိန်းကလေးတွေရွာပြင်ထွက်ပြီးတောထိုင်ရင်အဖော်တယောက်လောက်တော့ပါပါမှာဘာကြောက်ရတာနဲ့ညာကြောက်ရတာနဲ့သူတို့ကြောက်တဲ့အထက်မှာကလေးဆုံးမိချောင်းဆုံးဆိုတာတွေလည်းပါလိုက်သေးတယ်စရင်ငါလေးဘာရေးကြော်တဲကိုရောက်တော့တော်တော်စီးနေပြီအယုဒ္ဓယတိုင်းမှာပုံနှိပ်ထားတဲ့ခင်သီတာထွန်းရဲ့နေရကပ်ပိုစတာအောက်မှာစပားပွဲစားကိုကိုရာတို့ဝိုင်းမေစီပုံရဲ့အောက်ခြေမှာတနေ့ကဒေါ်ပဲ့သမီးလေးကိုပြောင်းကင်နဲ့ဇွတ်ဆွဲလုံးလို့ရောက်ဝတာယုံမှာဖြည့်ရှင်းနေရတဲ့ကိုသိန်းစောတို့ဝိုင်းနွားနို့ပို့တဲ့ထွန်းစောတို့မောင်မောင်တို့အောင်နိုင်တို့ကမခုတ်တွေကိုပြုံးနေတဲ့တေတာဝင်းရဲ့ပိုစတာကြီးနားမှာဝိုင်းဖွဲ့တောက်နေကြတယ်တော်တော်အရှိန်ရနေကြတဲ့ပုံပဲအောင်နိုင်ကသူ့ရီးစားကိုဒီညထွန်းစောတို့နှမ်းမုံပဲချိန်ထားတဲ့အကြောင်းကိုပြောတန်ကြားနေရတယ်ဦးဗေဒာမောင်တို့အိမ်ကိုစင်းကားလေးပြန်လာတဲ့အချိန်မှာဦးဗေဒာမောင်ရောဥက္ကဋ္ဌလေးတို့ပါအားလုံးတစ်ဖက်တဲလေးကိုစိုက်ကြည့်နေကြတယ်တစ်ဖက်တဲလေးထဲမှာမုံမို့မြင်အောင်ရှိတယ်လေသူတို့မုံမို့မြင်အောင်ရဲ့တင့်ပြီးဖောင်းကနေတဲ့နှုတ်အုံကြီးကိုငေးနေကြတယ်ဥတာထုံအောင်ဆိုတာသူအရက်ဝယ်လွှတ်လိုက်တဲ့စင်းကားလေးပြန်လာတာတောင်ဂရုမစိုက်တော့ဘူးစကားလည်းတခွန်းမှမပြောတော့ဘူးဦးဗေဒာမောင်အစတော်ကြော့ပြန်အလဲညနေကလာကြစောင့်ရှောက်ကြတဲ့ဥက္ကဋ္ဌလေးတို့အဖွဲ့ပါတော်တော်ပျော်သွားကြတယ်သူတို့ရွာလေကိုရှောက်လာကြတော့တော်တော်မောင်းနေပြီဦးဗေဒာမောင်တို့ခေါင်းရင်ကကုတ်ကိုပင်မော်ကဈေးကွက်အော်တန်တွေကြတော့ဦးဗေဒာမောင်ကအတိတ်နမိတ်တွေကောက်ပြီးပီတိတွေဖြစ်လို့အရက်ဆိုင်ကထလာကြဟန်ရှိတဲ့လူတအုပ်နဲ့မြောင်းပေါင်ပေါ်ပက်ပင်တွေ့လိုက်တော့သူတို့အဖွဲ့ကမြောင်းပေါင်နဲ့ပဲအသာကပ်ပြီးရှောင်ပေးလိုက်ကြတယ်ခက်လန့်လန့်ရောက်မှအဲ့ဒီလူအုပ်ထဲကတယောက်ကလေးပေရာကြီးလို့အတန်အော်ကြီးနဲ့လှန့်နှုတ်ဆက်တန်ကြားရတယ်သူကဘယ်သူမှန်းတော့မသိဘူးဟေးလို့ပြန်နှုတ်ဆက်လိုက်တယ်သူတို့တစ်ဖွဲ့လုံးဒါဘယ်သူအတန်ဖြစ်မလဲလို့စဉ်းစားကြရင်ကကိုသားထုတ်အောင်ကဟာဒါတင်ဝင့်ရဲ့အတန်ပဲလို့ပြောလိုက်တော့အေးဟုတ်တယ်ဟုတ်ပါနဲ့ဖြစ်ကုန်ကြရောတင်ဝင့်ဆိုရင်ရွာနီးချုပ်ဆက်ကပါတည်တယ်တင်ဝင့်ပေါ့ဘ
ပြာတိုတပိုတဲ့စပားပေါ်ချိန်ကြတော့တလင်းထဲမှာယောက်ျားသားချီပဲစပားနေကြတဲ့အခါပျက်စီးနေတဲ့မိန်းကလေးတွေခေါ်လာတဲ့လူပေါ့အပြစ်မလေးတွေကလည်းစပားတစ်ခွဲပေးတစ်စိတ်ပေးနဲ့လောက်ကင်စားတော့ကြတာတင်ဝင်အဆက်အသွယ်ကောင်းလို့ကျို့ပဲကုန်းနဲ့ရွာသားတွေလည်းမနေတော့ဘူးအခုရဲ့ပိုများလာတယ်ဥပေဒမောင်ရဲ့နှမကြီးကညနေဆောင်ကဖရရှင်လေးတစ်ကောင်ကြာလာတယ်ချောချောမောမောပါပဲကြာတာကနှမလေးပြီးတော့6ဖက်ကြားလေးဒီနှမလေးကိုဘာနာမည်ပေးရမလဲလို့စဉ်းစားကန့်ဖွင့်ပြီးရှောက်လာလိုက်ကြတာတင်ဝင်နဲ့တွေ့လိုက်တာနဲ့သူတို့စဉ်းစားထားတာလေးတွေအကုန်ပျောက်ကုန်ကြရောအောင်တေစဗီဒီယိုပြသရေးဆိုတဲ့ဥကျော်ရဲ့ channel ရောက်တော့ဗီဒီယိုအစီအစဉ်မစသေးဘူး TV ကသတင်းတွေကိုဒေါခင်မာလေးကဖတ်နေတော့ဒါနဲ့ဒီနေ့တချင်းစီစဉ်တွေလာတော့ကအဆိုတော်ဘယ်သူတွေရဲ့တချင်းတွေလွှင့်တဲ့တော့လို့အနားမှာရှိတဲ့ကောင်လေးတယောက်ကိုမေးကြည့်တော့ကောင်လေးကဟေမာနေဝင်းရဲ့လို့အစချိလိုက်ခါရှိသေးတယ်သူတို့ဒီပြင်အဆိုတော်တွေရဲ့နာမည်ကိုစိတ်မဝင်စားကြတော့ဘူးမမိုးမြင့်အောင်ရဲ့သမီး6ဖက်ကြားဖရရှင်နမလေးကိုမတိုင်ပင်လိုက်ရပဲနဲ့အားလုံးသဘောတူဟေမာလို့သူတို့နာမည်ပေးလိုက်ကြတယ်ညီပူလေးမဟေတီမဂ္ဂဇင်းဩဂုတ်လ1990ပြည့်နှစ်နားဆင်အားပေးကြတဲ့သူအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်